Grade 11 Maths Chapter 1 နဲ့က Remainder Theorem အကြောင်းကိုရှင်းထားတာဖြစ်ပါတယ်။ဒီသင်ခန်းစာလေးကိုလေ့လာခြင်းအပြင်မိခွန်းတွေတွေ့တဲ့အခါမှာဒီရှယ်တို့ဘာကြောင့် Functional Notation ကိုသုံးရလဲဆိုတာကိုသဘောပေါက်သွားမှာဖြစ်ပါတယ်။မင်္ဂလာပါဒီရှယ်ကတော့ထက်တန်းသင်ကြားသင်ခန်းစာတွေကိုရှင်းပြပေးနေတဲ့ဒီရှယ်နယ်ဖြစ်ပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ Remainder Theorem ရဲ့ Remainder ရဲ့တန်ဖိုးကိုရှာတဲ့အခါမှာ theorem ကိုအသုံးပြုနည်းလေးကိုသိစေခြင်းနဲ့ရွေးချက်နဲ့ example 3နဲ့ example 4ကိုပါရှင်းပြထားပါတယ်။ Grade 11 Maths Chapter 1နဲ့ကနော် Remainder Theorem လေးပေါ့နော်။ဆိုတော့ဒါကတော့ Remainder ရဲ့သဘောတရားလေးကိုသုံးထားတဲ့စာကြောင်းလေးဖြစ်ပါတယ်။ Remainder ရဲ့ဒီသဘောတရားလေးကိုတော့တစ်ချက်က dividing polynomial ဆိုတဲ့ခေါင်းစဉ်လေးနဲ့ရှင်းပြထားတဲ့ဗီဒီယိုလေးထဲမှာRemainder ရဲ့သဘောတရားလေးကိုချက်ပြည့်စုံလုံးလေးရှင်းပြထားပါတယ်။မကြည့်ရသေးဘူးဆိုလို့ရှိရင်ကြည့်စေချင်ပါတယ်နော်။ဆိုတော့အခုဒီမှာဆိုလို့ရှိရင် x ပါတဲ့ကိန်းဂဏန်းလေးပေါ့နော်။ degree အဆင့်ကတော့ n degree အဆင့်ရှိတဲ့ polynomial ကိန်းဂဏန်းလေးကို is divided by the polynomial of the first degree နော်သူ့ကိုဒီချက်ရဲ့စားတဲ့စားကိန်းလေးက first degree အဆင့်ရှိတဲ့ polynomial နဲ့စားမယ်ပေါ့First degree အဆင့်ရှိတဲ့ polynomial ဆိုတာဘယ်လိုမျိုးကိုပြောတာလဲဆိုရင်တဲ့နော် such as x plus 1, x minus 1, 2x plus 1, x plus 1 by 2 and so on ဒီနေ့အဖြစ်ပြောရင် x တစ်ထပ်ထဲပါတဲ့ကိန်းဂဏန်းတွေပေါ့အဲ့ဒီစားကိန်းလေးတွေနဲ့စားလိုက်မယ်ဆိုရင် remainder ရဲ့သဘောတရားအရာအကျွင်းဒီစားကိန်းထက်ငယ်ရမယ်အဲ့တော့ဒီချာတို့ရဲ့စားကိန်းဒီ x တစ်ထပ်ထဲပါတဲ့စားကိန်းနဲ့စားတာဖြစ်တဲ့အတွက်သူ့ရဲ့အကျွင်းသည် x မပါတော့ဘူး။ဒါကြောင့်မို့လို့ the remainder is always a constant နော်။အဲ့တော့ဒီလို x တစ်ထပ်တည်းပါတယ်စားကိန်းလေးနဲ့သာစားမယ်ဆိုလို့ရှိရင်တဲ့သူ့ရဲ့အကျွင်းသည်အမြဲတမ်း constant ဖြစ်မယ်နော်။ theorem 1.1 လေးကိုဆက်ကြည့်အောင်နော်။ If a polynomial f of x is divided by x minus k then the remainder is f of k တော့ကျတို့ကိန်းဂဏန်းလေးကို f of x လို့သတ်မှတ်လိုက်မယ်ပေါ့နော်ဒါဒီကိန်းလေးကိုပေါ့ f of x လို့သတ်မှတ်လိုက်ပြီးလို့ရှိရင်တဲ့သူ့ရဲ့စားကိန်းက x minus k ပုံစံနော် x minus ဆိုတော့ကျတို့လက္ခဏာဒီအများအားဒီပုံစံလေးကအနှုတ်ဖြစ်နေရမယ်ပေါ့အဲ့လိုဖြစ်နေတဲ့အချိန်မှာရှိတဲ့ဒီ k လေးကိုနော်ဒီ f of x ရဲ့နေရာလေးမှာ f of k လို့အစားသွင်းပြီးတွက်လို့ရလာတဲ့အဖြေလေးကို remainder လို့သတ်မှတ်တာဖြစ်ပါတယ်ဒါကတော့ကျတို့ remainder theorem ပေါ့အဲ့တော့ပုံစံအတွက်တဲ့အခါမှာကျတို့ဒီ theorem လေးကိုသုံးပြီးတော့တွဲရမှာဖြစ်ပါတယ်ဒီအောက်ကတော့ဒီ theorem လေးမှန်ကန်ကြောင်းသက်သေပြထားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ f of x ဒီကိန်းရှိမယ်ဒီကိန်းကိုလိုချင်ရင် x minus k ဆိုတဲ့စားကိန်းလေးရဲ့ q of x ဆိုတဲ့စားလက်ကလေးရဲ့မြောက်ပြီးတော့ကျတို့ remainder နဲ့ပေါင်းရတာအဲ့ဒီမှာကျတို့ကဒီ x ရဲ့နေရာလေးမှာk လေးကိုစားသွင်းမယ် f of k ကိုစားသွင်းလိုက်မယ်ဆိုရင်ဒီရဲ့ x minus k ဆိုတဲ့နေရာလေးမှာလည်း k minus k ဖြစ်သွားမယ် q of x ရဲ့နေရာလေးမှာ q of k ဖြစ်မယ် plus remainder ဒီမှာ k minus k က0ဆိုတော့ q of k နဲ့မြောက်ရင်လည်း0ဖြစ်မယ်အဲ့တော့0နဲ့ r နဲ့ပေါင်းတော့လည်း r ပဲဒီ r လေးကိုကျွန်တော် remainder လို့သတ်မှတ်တယ် f of k နဲ့ရလာတဲ့အဖြေဒီ remainder ဖြစ်တယ်လို့ပြောတာပါဆိုတော့ပုံစံတွေ့ရင်တော့ဒီသဘောတရားလေးကိုသုံးပြီးတော့တွက်မှာနော် example 3 လေးကတော့နော် remainder theorem ကိုဒီအသုံးပြုပြီးတော့နော်ကျတော့ remainder ကိုဘယ်လိုရှာရမလဲဆိုတာလေးကိုရှင်းပြထားတဲ့ example လေးဖြစ်တယ်မိခွန်းလေးက find the remainder when 4x squared plus 3x minus 1 is divided by x minus 3ဆိုတော့ x minus 3လေးကစားကိန်းလေးဖြစ်တယ်နော်သူ့ကိုဒီချက်တော့ဗာနဲ့ကြည့်မယ်ဆိုရင်ဒီ x minus k ဆိုတာလေးနဲ့เนาะ theorem မှာပြောတဲ့စားကိန်းလေးပုံစံကိုက်မကိုက်ကြည့်ရမယ်ပြီးလို့ရှိရင်ဒီမှာရှိနေတဲ့ 4x squared plus 3x minus 1လေးကို functional notation လေးနဲ့သတ်မှတ်ပေးမယ်เนาะဒါဒီ remainder theorem ရဲ့အဓိကအချက်တွေပဲเนาะအဲ့တော့ကျွန်တော်တို့သူ့ကိုတွက်တော့မယ်ဆိုရင်เนาะဝင်းကိန်းဂဏန်းလေးကိုဒီချက်တို့က f of x လေးထားမှာဖြစ်တယ်f of x ဆိုတာကကိုယ့်အကိုယူပြီးထားရတာဖြစ်တဲ့အတွက် shadow let ဆိုတာလေးသုံးရမယ်เนาะဖြစ်ပါစေပေါ့เนาะအဲ့ဒီလိုပုံစံလေးအဓိပ္ပာယ်လေးနဲ့သုံးတာပေါ့เนาะ let f of x equal to
4x square plus 3x minus 1 လို့ထားလိုက်မယ်ပြီးရင် theorem ရဲ့သဘောတရားလေးတစ်ချက်ကိုသုံးမယ် when f of x is divided by x minus 3ဆိုရင် remainder ဒီ f of 3ဆိုတာလေးနဲ့တွက်ပြီးရှာရမှာဖြစ်တယ်ဆိုတော့ဒီ x ရဲ့နေရာလေးမှာကျတော့3လေးအစားသွင်းပြီးတွက်မယ်เนาะ4 into 3 square plus 3 into 3 minus 1အဲ့တော့ဒီမှာဆိုလို့ရှိရင်เนาะ36 plus 9 minus 1ရတဲ့အတွက် remainder တန်ဖိုးလေးဒီ44ဆိုပြီးတော့ဒါရလာဖြစ်တယ် example 4လေးရဲ့မိခွန်းကလည်း find the remainder when x8 plus 4x6 minus 3x is divided by x plus 1 by using remainder theorem เนาะ example 3နဲ့သဘောတရားအတူတူပဲเนาะဒါတို့ remainder ရှာရမှာဖြစ်တယ်သုံးရမှာက remainder theorem လေးကိုသုံးရမှာဖြစ်တယ်အဲဆိုရင်တော့ဒီ share တို့ကဒီမူရင်းကိန်းတန်းကို f of x နဲ့ညီမယ်ပြီးရင် theorem လေးကိုသုံးပြီးတော့ share remainder လေးကိုရှာမယ် remainder theorem ကစားကိန်းလေးဒီ x minus k လက္ခဏာကအဓိကပေါ့နော်လက္ခဏာက minus ဖြစ်ရမယ်ဒီမှာ plus ဖြစ်နေတယ်ဆိုရင်တော့ဒီ theorem လေးရဲ့ပုံစံအတိုင်းတူအောင်ဒီ share တို့က x minus 1လို့ဒီလိုလေးပြောင်းရေးလိုက်မယ်ဆိုရင်ဒီတစ်ခါအစားသွင်းရမယ် k ဆိုတဲ့နေရာလေးမှာ minus 1လေးဖြစ်တယ်ဒါလေးသိရင်ဒီ share တို့ကအဖြေထုတ်လို့ရပြီเนาะ remainder equal to f of minus 1အဲ့တော့ x ရာလေးမှာ minus 1လေးအစားသွင်းပြီးတွက်ရုံပါပဲ minus 1 the whole power 8 plus 4 into minus 1 power 6 minus 3 into minus 1အဲ့တော့ရှင်းမှကြည့်တဲ့ဓာတ်ကိန်းလေးတွေကတော့အပေါင်းထပ်ညွှန်းလေးတွေဖြစ်တဲ့အတွက်သူတို့ဒီ1 plus 4နောက်ကလည်းဒီအနှုတ်မြောက်ရတာဖြစ်တဲ့အတွက်ဒီမှာလည်း plus 3လေးဖြစ်သွားမယ်ဒါကြောင့် remainder equal to 8ဆိုတာလေးရမယ်